မထေမြတ်တို့ဤအမတ်တရစကားများအပိုင်း24ဒီကနေ့34ပါးမြောက်ပောတိယမထေမြတ်ရဲ့အမတ်တရစကားကိုနားထောင်အမတ်တရစကားဆိုတာကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာအခြေခံတာဖြစ်သည့်အတွက်ကြောင့်တချို့ကိစ္စတွေဟာတွေ့ကြုံနဲ့သက်ဆိုင်တဲ့အမှတ်တရစကားဖြစ်ပြီတချို့ကိစ္စတွေတော့အလုံးခြုံငုံပြီးတော့ပြောတဲ့စကားမျိုးတွေလည်းဖြစ်တယ်ပေါ့ပောတိယမထေရကတော့သူ့ရဲ့အတွေ့အကြုံနဲ့ပို့ပြီးတော့သက်ဆိုင်တဲ့အမှတ်တရစကားကိုဆိုတာသူပြောတဲ့စကားကတော့သူဟာလူဘဝတုန်းကစနီးမောင်နှံဘဝနေထိုင်ခဲ့တဲ့ဒီအိမ်အောင်တဲ့ဘဝကနေပြီးသာသနာပေါင်းဝင်ပြီးတော့ယဟန်ခံသွားတာအဲ့လိုဖြစ်တော့သူ့အတွေ့အကြုံနဲ့ပတ်သက်ပြီးသူပြောတဲ့စကားကတော့အနာတနဝရာဧတာနေသမေဝဝိဇာနာတာကာမရိညမာဂမတတောခေဟံဥပဝိတေတတောဥဋ္ဌာယပက္ကာမိအနာမန္တိတဝပောတိယောသူ့ဘဝတွေးကြုံတဲ့ပိုသက်ဆိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့သက်ဆိုင်တာမဟုတ်ဘူးအဲ့တော့သူပြောလိုက်တဲ့အမှန်တရားကတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့အမြဲတမ်းမိမိကျင်ရစနီးတွေနဲ့စနီးနဲ့ဝေးဝေးနေတာကောင်းတယ်ဝေးဝေးနေတာကောင်းတယ်တောထဲကလာပြီးရွာပြန်လာပြီးအိမ်ထဲကိုသူဝင်ရောက်ခဲ့တယ်အဲ့ဒီအိမ်ထဲဝင်ရောက်တဲ့အခါမှာအကြောင်းကြောင့်နှုတ်မဆက်တော့ပဲနဲ့တောကိုပဲပြန်လီထွက်ခွာခဲ့တယ်ဆိုတာသူ့ရဲ့စကြောင်းနဲ့ပဲသက်ဆိုင်တယ်ဒါလေးနော်ဒါသူ့ရဲ့အမှတ်တရစကားလေးသူ့ရဲ့အတွေးကြုံနေနဲ့သူပြောတဲ့စကားဖြစ်လို့အဲ့တော့ဘာလို့သူဒီစကားပြောတာတော့ဆိုတာလေးကိုသူ့ဘဝစကြောင်းအစကနေစပြီးတော့ကြည့်အောင်တန်တရားထဲမှာလဲနေတဲ့တရားတူဘဝပဲရှေးဘုရားတွေနဲ့ကံအကျိုးပေးလို့ဆုံကောင်းဆုံနိုင်တယ်ဆုံတဲ့အချိန်မှာကုသိုလ်ကောင်းမှုတွေသူလုပ်ခဲ့တယ်ဒါကောင်းရတ္တိဘုံရောက်ခြင်းရဲ့အကြောင်းတစ်ခုကိုသူအထုတ်ခဲ့တယ်ပေါ့အဲ့လိုအထုတ်ခဲ့ပြီးတော့ဒီကဘာကနေပြီးတော့62ကဘာမြောက်အဲ့ဒီကိုလှမ်းပြီးတော့ကြည့်တဲ့အကြည့်မျိုးနဲ့62ကဘာမြောက်မှာတိတ်တဖျားဆိုတာပွင့်ခဲ့ဖူးတယ်ကောရမမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်ကြားဖျား24စုဆိုတာရှိတယ်အဲဒီကဘာတွေနဲ့သေချာအတိအကျရေးထားတာပေါ့နော်ဗျာဒိတ်တော်ကြားဖျား24ကောရမဘုရားလောင်းတော့ဟာဒီပင်္ဂရာမြတ်စွာဘုရားစီကဗျာဒိတ်ရပြီးတဲ့နောက်မှာမြတ်စွာဘုရားနဲ့ဆုံတွေ့ပြီးတော့ဒေသင်ခြေနဲ့ကဘာတသိမ်းမှာဖျားပေါင်း24စုကိုဂျုံတွေ့ခဲ့ရတယ်ပေါ့အဲ့ဒီဂျုံတွေ့ခဲ့တာအဲ့ဒါဗျာဒိတ်တော်ကြားဖျား24စုအဲ့ဒီဖျားတွေထဲမှာအပါဝင်ဖြစ်တဲ့တိတ်တဆိုတဲ့ဘွဲတော်ရတဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ပွင့်တဲ့အချိန်မှာသူကလူဘဝရောက်တယ်လူရောက်တဲ့အခါကျတော့လူဘဝရောက်တယ်ဆိုတာလူတွေရဲ့သဘာဝအတိုင်းပေါ့တဏ္ဍာနာနီတဏ္ဍာမိုဆိုနာနီမိုဆိုဆိုတာလို့ဘဝတစ်ခုယက်တည်ဖို့အတွက်လောက်ကင်စားတော့ကြတယ်နိစ္စလို့ဖြစ်လာတော့ပြောရမယ်ဆိုရင်ဘုန်းကြီးတို့ဘာလို့ဘုန်းကြီးဖြစ်လာတော့ဘုန်းကြီးနဲ့နိစ္စလို့ဖြစ်တာအမှန်နော်တကယ်ပါရမီပါလို့ဖြစ်တယ်လို့တချို့ကတော့ထင်ကောင်းထင်လိမ့်မယ်ဘုန်းကြီးကတော့အဲ့လိုမတွေးမိဘူးနိစ္စလို့ပဲဖြစ်တယ်ကိုမိသားစုတဲမှာဒီအမေဘက်ကလည်းအဖိုးဘုန်းကြီးရှိတယ်
အဖေဘက်ကလည်းဘာကြီးဘုန်းကြီးရှိဟိုရင်းနေရှိတယ်နော်အဲ့ဒါလို့အမေဘက်ကရောအဖေဘက်ကရောဘုန်းကြီးမျိုးတွေလို့ဖြစ်တယ်အဲ့တော့ဘုန်းကြီးနဲ့နေဆက်လို့ဘုန်းကြီးဖြစ်လာတာမဆမ်းပါဘူးဒါဆမ်းတာမဟုတ်တော့ဘုန်းကြီးဘဝကောင်းတဲ့ထင်လို့ဝတ်လာတာလည်းမဟုတ်ဘူးသို့တော့ငယ်ငယ်ကတော့နိဗ္ဗာန်ရဖို့ဆိုတာဒီဘေးထားကိုယ့်ကိုပြန်စဉ်းစားကြည့်တာပါဘယ်နိဗ္ဗာန်ဟုတ်တကယ်ချင်းအပေါင်းအသင်းတွေနဲ့သင်္ကန်းဝတ်ပြီးတော့အကြောင်းမှနေရတာပျော်တယ်သင်္ကန်းလူဘဝတဲ့ဘုန်းကြီးဘဝပိုးပျော်တယ်အဲ့ဒါကြောင့်မလို့လေဘုန်းကြီးဖြစ်တယ်အမေဖေတွေကလည်းသင်္ကန်းဝတ်စေချင်တယ်ဆိုတော့အဲ့ဒီလိုအကြောင်းအကျိုးညီညွတ်လို့ဘုန်းကြီးဖြစ်သွားအဲ့ဒီတော့ကျေးဇူးတင်တယ်လို့မဟုတ်ဘူးခုကျတော့ပြန်ပြီးတော့ကျေးဇူးတင်တာတော်သေးတယ်လို့ဒီလိုပဲစိတ်ထဲမှာထင်တယ်ပေါ့နော်အကယ်၍များဆိုတဲ့နောက်မှာဆက်ပြီးရေးမယ်ဆိုရင်အကယ်၍များရဲ့နောက်မှာအများကြီးဖြစ်နိုင်တယ်ပေါ့နော်ကယ်၍များဘုန်းကြီးမိုးခဲ့ဘူးဆိုရင်ဘာတွေဖြစ်နေမယ်ဆိုတော့ပြောနိုင်ဘူးလေတော်သားဆိုတော့တော်ပဲနေမှာလားသို့မဟုတ်တော်သားလို့ဆိုရင်မဲ့လို့အဖေလှုပ်တဲ့ပုဂ္ဂိုလ်ကမန္တလေးမြို့မြောက်ပြင်မှာနေတာသူကနှုတ်ခွာအဲ့တော့သူကမြို့နဲ့ဆက်သွယ်ရှိတော့သားသမီးတွေကိုမြို့ပို့တာတော့ဒါသူ့ရဲ့ဆန္ဒပဲမြို့ပို့တယ်အဲ့တော့ကြွေများနောက်ဆက်တွေးမယ်ဆိုရင်ဒီပုံစံမဟုတ်ဘူးလို့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်နောက်ပိုင်းရောက်တဲ့အခါကျတော့အော်ဒါဘဝဟာကံကောင်းတာပဲလို့ဒီလိုပြောရမှာတော့အခုဒီပောတိယဆိုတဲ့မြို့ကောင်းသားအလောင်းလေးဟာ62ကဘာတက်တုန်းကသူကလူဖြစ်ပေမဲ့လို့မိုးဆိုးဘဝရောက်အဲ့တော့ကံကောင်းကျင်တော့မိုးဆိုးဆိုတာတော်ထဲမှာသွားပြီးတော့သားကောင်နေရှာကြံတပ်ဖြတ်ဖမ်းဆီးတဲ့အမျိုးကိုမြတ်စွာဘုရားလည်းတော်ထဲမှာရောက်နေတယ်အဲ့တော့ရောက်နေတဲ့အချိန်လေးနဲ့သွားပြီးတော့ကြုံတယ်ဆုံတယ်ဆုံတော့ဘုရားမြင်လိုက်တဲ့အခါမှာကြည်ညိုသရာဖြစ်တယ်ဒါကတော့သူ့ရဲ့ထူခြားချက်ပဲနော်ကဲ၍ကြည်ညိုသရာမဖြစ်ဘူးဆိုရင်သူဘုရားရှောင်ကွင်းသွားမှာပဲဒီလိုလဲကြုံနိုင်တာနော်ခူးဆိုင်မှာမဟုတ်ဘူးစိတ်ဝင်စားကြည်ညိုတယ်ဆိုတာစိတ်ဝင်စားစိတ်ထဲမှာကြည်နူးသွားအဲ့ဒါလိုမုံဆိုးဘွားနဲ့မြတ်စွာဘုရားကိုတောထဲမှာတွေ့တာသူ့စိတ်ထဲမှာဒီကြည်ညိုသွားတယ်အဲ့ဒါလိုကြည်ညိုသရာပွားပြီးတော့မြတ်စွာဘုရားကတစ်တပင်အောင်မှာမတည့်ရက်သူကြည့်လိုက်တော့ဒီနေရာကိုထိုင်မလို့နေရာကြည့်နေတယ်လို့သူစိတ်ထဲမှာထင်တယ်ဒါကြောင့်မလို့နာနာမှာမျက်ခြုံကြီးတစ်ခြုံကနေပြီးသူထဲပါလာတဲ့ဓာတ်နဲ့အလင်းအမြန်မျက်တွေကိုရိပ်ပြီးတော့မြတ်စွာဘုရားထိုင်မှုတန်ရှင်းလုပ်ပြီးမျက်ခင်းပေးတယ်နော်တိနတန်ထာရမျက်ခင်းဆိုတာမျက်ခင်းထိုင်ရတာဟာသမမျက်တူနေစာမျက်တူလို့ဆိုတာအိန္ဒိယနိုင်ငံကလူတွေမင်္ဂလာရှိတယ်လို့ယူဆကြတယ်ရှေးတုန်းကတည်းကနော်သမမျက်တူပါတော့မျက်ပေါ်ခင်းထိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တော်တရားနောက်ဆုံးအချိန်တရားအထုတ်တဲ့အခါမှာမျက်ခင်းပေါ်မှာအထုတ်တာပဲမဟုတ်လားတုတ္ထိယဆိုရင်ငစင်ကမျက်ရှစ်ဆုပ်ဆိုတာလက်နဲ့သူတို့ရောင်းလို့ဖို့ရာဆုပ်ဒီထုံးထားတဲ့မျက်ရှစ်ထုံးပေါ့နော်မျက်ရှစ်ဆုပ်အဲ့ဒီမျက်ရှစ်ထုံးကိုမြတ်စွာဘုရားကိုလှူတာဘာလို့ဖို့တော့လို့ဆိုခင်းထိုင်မှုအဲ့ဒီခေတ်ကမျက်နဲ့ရက်တဲ့ဖြားတွေလည်းရှိတာသူကလည်းပဲမြင်းကျွေးဖို့ရက်လာတဲ့မျက်ဟုတ်ချင်မှဟုတ်မှခင်းထိုင်မှုဒီမျက်ဖြာလုပ်ဖို့ဟာလည်းဖြစ်ကောင်းဖြစ်အဲ့ဒီမျက်တွေကိုဖြန့်ခင်းပြီးတော့မြတ်စွာဘုရားထိုင်ပြီးတရားအထုတ်တာလေအခုလည်းပဲတိဋ္ဌမြတ်စွာဘုရားထိုင်နေတော့သူကလိုက်သိစွာတော်ထဲမှာအစင်းနဲ့တွေ့တဲ့မျက်တွေကိုရိပ်ဖြတ်ပြီးတော့မြတ်စွာဘုရားထိုင်ဖို့ဆိုပြီးတော့မျက်တွေခင်းပေးတာဒါသူ့ရဲ့ကုသိုလ်ကောင်းမှုတွေပဲမြတ်စွာဘုရားကသူခင်းပေးတဲ့ရက်ကလေးပေါ်မှာထိုင်နေပီတိတွေဖြစ်တာသူလှူတဲ့မျက်ကလေးပေါ်မှာထိုင်တော့ဝန္တာကြည်နူးမှုတွေဖြစ်တယ်ဝန္တာကြည်နူးမှုဖြစ်ပြီးတော့မြတ်စွာဘုရားခိတ္တခဏအဲ့ဒီမှာထိုင်ပြီးတော့
နောက်မြတ်စွာဘုရားသူလည်းအတန်းကြာအောင်မြတ်စွာဘုရားနာထိုင်တယ်တရားဟောတယ်ပါတယ်တော့မှတ်တမ်းမရှိဘူးထိုင်ပြီးတော့သူကပီတိဖြစ်နေမကြခင်မဲ့မြတ်စွာဘုရားကထိုင်ရာကနေထပြီးတော့ခီးဆက်ထွက်သွားတယ်ဘုရားလည်းခီးထွက်သွားရောသူ့ကိုချောင်းနေတဲ့ရှင်သေနဲ့တော့တွေ့ပြီးတော့သူကလည်းတောလေဖို့အလှည့်ထမိုင်းရှင်သေနဲ့တွေ့ပြီးတော့ရှင်သေရဲ့တိုက်ခိုက်မှုကိုခံရတော့သူတည်သွားချာရှင်သေကြိုက်ခံလဲရတယ်လို့ဆိုလို့တယ်နော်မြတ်စွာဘုရားကသူနဲ့တွေ့ဖို့ရတမင်ကြွတယ်ဟာတဲ့အကယ်၍မြတ်စွာဘုရားကမကြွဘူးဆိုရင်ဒီကုသိုလ်လေးသူရလိုက်မှာမဟုတ်ဘူးရှင်သေကတော့သူ့ကိုကြိုက်မှသေချာနေတယ်အဲ့ဒီနေ့လူတွေမှာကံကြမ္မာဆိုတာဖန်တီးလာတတ်တယ်အဲ့လိုဖန်တီးလာတာကိုမြတ်စွာဘုရားတွေဟာတရားတူကိုကောင်းရသူတွေရောက်ဖို့ဆိုတဲ့ကောင်းရသူတွေဘုံရောက်ဖို့ဆိုတဲ့ရွှေချက်လေးနဲ့ကုသိုလ်ကောင်းမှုဖြစ်ပါစေစိတ်ကြည်နူးမှုတွေဖြစ်ပါစေကုသိုလ်တစ်ခုလုပ်ဖြစ်ပါစေဆိုအကျဉ်းတရားကရုဏာတရားရှေ့ထားပြီးမြတ်စွာဘုရားကြွပေးတာဒါဖြင့်ဘေးကလူတွေကမေးလိုက်မယ်ဒီချင်းသေးကြီးတော့ဘာလို့မောင်းမထုတ်တာတော့ဘာဖြစ်လို့ဒီချင်းသေးကြီးမင်းချင်းသေးကြိုက်လိုက်မယ်သတိထားလို့ဘာလို့ပြောမသွားတာတရားဝါရီဟာဒုက္ခနဲ့သူဖြစ်နေကြတာဆိုတော့မြတ်စွာဘုရားကတည်တော်လည်းပဲဒီသူဟာတည်နေလဲစိတ်နေတယ်ချင်းသေးကြိုက်ခံရမယ်ဆိုတာလည်းသိနေဒါမျိုးကြတော့တားလို့မရဘူးလို့ဆိုလို့တယ်နော်တားလို့မရတာတွေအများကြီးရှိတယ်မဟုတ်လဲတနည်းနည်းနဲ့သူဒုက္ခရောက်မှာမြတ်စွာဘုရားရဲ့သဘောကတော့ကုသိုလ်ရသွားစေချင်တာဒါမြတ်စွာဘုရားတာဝန်ကျေသွားပြီမသေးအောင်တော့လုပ်ပေးဖို့တာဝန်မရှိဘူးပေါ့လူတွေဆိုတာကံကြမ္မာရဲ့လွှမ်းမိုးမှုလို့ရှိကြုံတွေ့လို့ရှိရင်သိမှာပဲမသေးအောင်လုပ်ပေးနိုင်စွာမရှိဘူးအဲ့တော့မြတ်စွာဘုရားလည်းထပြန်ရှင်သေးရဲ့အကြိုက်ခံလိုက်ရတာသူဟာသေဆုံးသွားတယ်သေဆုံးသွားသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုရဲ့အရှိန်ဝါနဲ့နတ်ပြည်ရောက်သွားတယ်တဲ့ဒါဘုရားကဲတင်လိုက်တယ်လို့ပြောတာကဲတင်တယ်ဆိုတာဒီပုံစံနဲ့ကဲတင်တာဒါဖြစ်နိုင်ခြေရှိတယ်ကဲတင်လောကမှာစဉ်းစားကြည့်လူတယောက်ကိုကဲတင်တယ်ဆိုပတ်စံထုတ်ပေးမလားစားတဲ့အရာတွေပေးမလားအဲ့ဒါကိုကဲတင်တယ်လို့ပြောလို့ရမလားတကယ်ပြောမယ်ဆိုလို့ရှိရင်ဒါတွေကသူ့အတွက်တခဏသာဖြစ်တယ်သူ့ဘဝကိုပြောင်းလဲနိုင်စွာမရှိဘူးအဲ့တော့မြတ်စွာဘုရားရဲ့ကဲတင်မှုကလမ်းကြောင်းဖြောင်းပေးတာအသိအရေးကြီးတဲ့ကဲတင်မှုပဲအကယ်၍သာမြတ်စွာဘုရားနဲ့မတွေ့ဘူးကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်ချင်းသေးကြိုက်လို့သိရင်သူဟာငရဲကြသွားမှသိချတယ်ပေါ့အဲ့ငရဲရောက်ဖို့ကသိချတယ်အဲ့ဒါကနေကဲတင်လိုက်တာမြတ်စွာဘုရားမြတ်စွာဘုရားဟာအမြဲတမ်းရွေးစရာတစ်ခုရှိလို့ရှိရင်တန်တရားနဲ့ကြည့်ပြီးတော့ပဲရွေးလေးရှိတယ်ပစ္စုပန်ကိုသိမကြည့်ဘူးပစ္စုပန်နဲ့ကြည့်ရွေးတာမဟုတ်ဆိုလိုတာကအရှိကြည့်တယ်အတူမကြည့်ဘူးတခဏစာလေးဘယ်တော့မှမကြည့်ဘူးမြတ်စွာဘုရားရှေးလျားတဲ့အကျိုးဖြစ်ထွန်းမှုကိုပဲကြည့်တယ်ဒါကြောင့်မို့သူ့အတွက်တန်တရားမှာအကျိုးဖြစ်မဲ့ဟာအရေးကြီးဆုံးပဲမသေးအောင်လုပ်ပေးဖို့ရအရေးမကြီးဘူးမသေးရင်ဒီကောင်ထပ်ပြီးအာဟုသူတွေဖြစ်နေဦးမှာပဲလေသူကမုတ်ဆိုးပဲဟုတ်တယ်ဒီကောင်အသက်ရှင်နေသမျှဒုက္ခရောက်မဲ့ခေါင်းပဲအဲ့တော့မသေးအောင်ကာကွယ်ပေးတာတဲ့ကုသိုလ်ရအောင်ဖန်တီးပေးတာပို့တန်မိုးရှိတယ်လို့ပြောဒီအဓိပ္ပာယ်မျိုးရောက်အဲ့တော့သူကအခုလို့အန္တရာယ်ကြုံကနေမှမြတ်စွာဘုရားကိုဖူးတွေးလိုက်ရတော့သူကကုသိုလ်ကောင်းမှုတွေလောက်ခွင့်ရလိုက်တာသေသွားတော့နတ်ပြည်ရောက်အဲ့ဒီကနေပြီးတန်တရားထဲမှာကားလျော်ဆိုတာကျင်လီပြီးတော့ဒီကုသိုလ်အရှိန်လေးကပြီးတာမဟုတ်ဘူးယင်နဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုစိတ်ဓာတ်အရှိန်လေးတွေကပါသွားတာနော်ပါသွားတာသူကပီတိဖြစ်ပြီးတော့မြတ်စွာဘုရားကိုချီးညိုခဲ့တဲ့သူခင်းပေးတဲ့မြက်ကလေးလှူတာရဲ့ဘုရားထိုင်နေလို့ကြည်နူးတာရဲ့အဲ့ဒီစိတ်ကအဲ့ဒီကုသိုလ်ကနေတဲ့တန်ဖိုးမှမဟုတ်တာအဲ့တန်ဖိုးဟာကျန်တာနဲ့လဲယူလို့မရဘူးလေလဲယူလို့မရဘူးဒါကြောင့်ဝဲဒီတန်ဖိုးကိုသူရလိုက်သည့်အတွက်ကြောင့်ခေါရမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာတာဝတိမြို့မှာတထေးသားလာဖြစ်တယ်
သူ့ရဲ့အကိုကသင်္ကာမစိတတဲ့သင်္ကာမစိတဆိုတာစစ်ပွဲအောင်သူဆိုတဲ့အဓိပ္ပာယ်ရတယ်စစ်အောင်ပေါ့မြန်မာလိုပြောမှဆိုရင်စစ်အောင်လို့ပြောခြင်းပြောလို့ရတယ်အဲ့သင်္ကာမစိတရဲ့သူကညီငယ်လာဖြစ်ပြီးတော့သူ့ကိုတော့ပောတိယလို့ခေါ်တယ်နော်ပောတိယလို့ခေါ်တယ်အရွယ်ရောက်တဲ့အခါကျတော့ထုံးစံမှာပဲသူများတွေလိုပဲလူဟာလူလိုပဲပေါ့ပောတိယအိမ်တော်ရဲ့သားကြတာကလေးတူရတဲ့အခါကျတော့ရသော်ဘုရားတရားတွေဘာတွေနာရတော့တန်ဝေကားတွေဖြစ်တယ်တန်ဝေကားဖြစ်ပြီးတော့သူဟာအိမ်တော်ဘောတဲ့ဘဝကိုဆွန့်လွတ်ပြီးတော့ရဟန်းခံတယ်ရသော်ဘုရားလက်ထက်တုန်းကအင်တမများတယ်အင်တမများတယ်မြတ်စွာဘုရားတရားနာလဲရတဲ့ပုဂ္ဂိုလ်တွေဟာအိမ်တော်တဲ့ဘဝကိုဆွန့်လွတ်ပြီးတော့ရဟန်းခံကြတယ်အဲ့ဒီယဟန်ခံတဲ့အခါမှာအတော်ကိုများများယဟန်ခံကြတော့ယဟန်ဖြစ်ကြတယ်ဘယ်တော့မှမကြားဘူးတဲ့တရားတွေကိုကြားနာရပြီးတော့လူတွေဟာအကျွတ်တရားရပြီးသာသနာပေါင်းဝင်ကြတာတွေကများလာတော့အိမ်တော်ဒီအမျိုးသမီးတွေရဲ့လောကမှာစကားတစ်ခုဖြစ်ပေါ်လာတယ်ဒီအမျိုးသားတွေဘာဖြစ်လို့ဘုန်းကြီးဝတ်ကုန်ကြတာတော့ဆိုသူတို့ရဲ့ထုံတန်းစင်လာတွေကလည်းရှိတယ်အဲ့ဒီထုံတန်းစင်လာတွေနဲ့တွဲဖက်ပြီးမြို့သားတွေကဘုန်းကြီးဟုတ်တယ်ဆိုတာတခြားမဟုတ်ဘူးနောက်ဘဝကြလို့ရှိရင်ဘုံဗိမာန်နဲ့နတ်သမီးတွေနဲ့နေရဖို့အတွက်ရဟန်းပြုကြတာလို့ဒီလိုသူတို့လောကမှာပြောရဆိုစဉ်ရှိကြတူတူပြောတဲ့စကားသံတွေပေါ့နော်နောက်ဘဝအတွက်သူတို့လှုပ်ကြတာဆိုတာအဲ့ဒါအတွက်ဆွန်စားကြတာလို့ဒီလိုပြောရှာအဲ့ဒီစကားဟာကျက်ပြန့်လာနောက်တစ်ခါလူတွေကဘယ်လောက်ထိအောင်ပြစ်တင်လာကြတော့ဆိုရန်ကုန်မှာလာမှအိမ်တော်တွေဘဝတွေအိမ်တော်တွေပျက်စီးကုန်တယ်မျိုးသားတွေဟာရန်ဖြစ်ကုန်ကြတယ်မျိုးသမီးတွေဟာမဆိုးမဖြစ်ကုန်ရတယ်ဒုက္ခရောက်ကြတယ်ဆိုပြီးတော့မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးဖြစ်လာတယ်အမျိုးပြတ်ဖို့ရဟန်းဂေါရမလုံနေတာသူလှုပ်လာကြတဲ့လူငယ်လူရွယ်တွေဟာသာသနာပေါင်းဝင်ပြီးရဟန်းခံတဲ့အခါကျအမျိုးပြတ်တော့မှာပဲဆိုပြီးတော့ဆိုရင်တော့ကရောက်တဲ့လူတွေလည်းရောက်တချို့မိသားစုမှာသားလေးတယောက်ထွန်းကားတာကိုအများကြီးမှမဟုတ်တယ်အဲဒီသားလေးကသင်္ကန်းဝတ်သွားဆိုရင်အမျိုးပြတ်ပြီလေဆွေမျိုးမဆက်တော့သူတို့စီမှာအမျိုးဆက်ဖို့ရတိတ်အရေးကြီးတယ်မိသားစုမျိုးနွယ်ဆက်ဆိုတာတန်မိုးထားကြတာဆိုတော့ဒါမို့တားယောက်ျားကိုသူတို့ကမျောလင့်တာဆိုတာအိန္ဒိယထုံးစံပဲအဲ့ဒါမှရှိတဲ့မိဘရဲ့မျိုးရိုးဂုဏ်သိက္ခာကိုဆက်လက်ထိမ့်သိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်ဒါလူတွေရဲ့အစဉ်လာအတွေးခေါ်တရားနဲ့လည်းမဆိုင်ဘူးသူတို့ရဲ့ tradition ပဲအဲ့ဒါလို့တွေးခေါ်မျှော်မြင်ခဲ့တာဓာတ်တွေကအများကြီးဖြစ်ခဲ့တယ်သူကလည်းဘုရားတရားတော်ကိုနားလိုက်တဲ့အခါသူလိုပဲအိမ်တော်ကိုစွန့်ပြီးတော့သင်္ကန်းဝတ်သွားကြတာတွေကအများကြီးဆိုတော့တချို့မျိုးသမီးတွေကြတော့အေးဆေးဆေးနေကြတယ်တချို့မျိုးသမီးတွေကြတော့မကျေနပ်ဘူးမကျေနပ်လို့အိမ်ပြန်ခေါ်ဖို့ကြိုးစားကြတာလည်းအများကြီးရှိတယ်နော်အိမ်ပြန်ခေါ်ကြတာအိမ်ပြန်ခေါ်လို့ပါသွားတာမရှိဘူးလားဆိုရှိတယ်နော်ရဟန္တာမဖြစ်သေးတဲ့တချို့ပုဂ္ဂိုလ်တွေပြန်ပါသွားတာတွေရှိတယ်တချို့ကြတော့တရားဥတရားမြတ်ရရင်ပြန်မပါတော့တာတွေလည်းရှိတယ်အခုဒီပောတိယဆိုတာလေပောတိယမထေရလည်းပဲသာသနာပေါင်းဝင်ပြီးရန်ခံလိုက်တယ်သူလည်းဒီတိုင်းပဲလာပြီးတော့သူဇနီးကပြန်ခေါ်တာသူပါမသွားဘူးနော်ဒါမို့သူတော့ထွက်ပြေးသွားတယ်ဆိုအဲ့ဒါပြောပြန်မသွားပြန်ပါမသွားဘူးအဲ့တော့သူဟာယဟန်ခံပြီးတရားဓမ္မချွတ်ကြံကြိုးကိုအားထုတ်လိုက်တာယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်သွားတော့ကြံ့ခိုင်သွားပြီသူစိတ်ဓာတ်ဟာခိုင်မာသွားပြီအပြောင်းလဲမလုပ်တော့အ ਨੇ ဆုံးသောတပန်ဖြစ်ရင်တောင်အပြောင်းလဲမလုပ်တော့တရားအမြင်ကသောတပန်လောက်ဖြစ်ရင်ကိုပဲဆိုလိုတာဘုန်းကြီးဟာသောတပန်ဖြစ်ရင်လူမထွက်တော့ဘူးပေါ့ဒါလို့ဆိုလိုတယ်ပေါ့နော်အဲ့တော့သူကယဟန္တာဖြစ်သွားပြီဆိုတော့အပြောင်းလဲလုံးဝမရှိတော့ဘူးသူကတည်ငြိမ်သွားပြီသို့တော်လည်းပဲသူမိသားစုဆွေတွေမျိုးတွေကုသိုလ်ရဖို့ဆိုရရည်ရွယ်ချက်နဲ့
အိမ်ကိုတော့ကြွတတ်တယ်ပေါ့ကြွလာတယ်ပေါ့တော်ရကနေပြီးတော့အိမ်ကိုကြွလာတယ်ကုသိုလ်ကောင်းမှုတွေဖြစ်ဖို့အဲ့လိုကြွလာတဲ့အချိန်မှာဒီအိမ်ရောက်တော့ဘုန်းကြီးတစ်ပါးအနေနဲ့ဒီမိသားစုကဆုံးကပ်ပါညာပေါ့ကုသိုလ်ကောင်းမှုလုပ်ပေးမယ်တော့သူ့ရဲ့လူဘဝတုန်းကကျင်ဘက်ဇနီးကတော့အဲ့လိုမဟုတ်ဘူးသားတစ်ယောက်နဲ့သူရုန်းကန်နေရတယ်ပေါ့တော်တော်လေးရုန်းကန်ရတယ်ဆိုတော့သူတို့တထေးဆိုတော့သားလေးကိုမိပြုတ်ပြီးတော့အသက်မွေးလို့တော့ရသူ့ကိုပြန်လာဖို့အတွက်ကြိုးပမ်းတာအိမ်ရောက်လာပြီးတော့ကျောင်းပြန်သွားတဲ့အချိန်မှာသူကကျောင်းလိုက်လာခဲ့တယ်နော်ကျောင်းလိုက်လာကျောင်းလိုက်လာပြီးတော့ဒီအိမ်ပြန်မှုပြောမှာပေါ့အဲ့ဒီမှာသူဟာနှုတ်ပဆက်ဖက်နဲ့ရုတ်တရက်တော်တဲ့ပြန်ထွက်သွားခဲ့တယ်ဒီဟာကိုသူ့ရဲ့အမှတ်တရစကားအနေနဲ့ပြောတာနှုတ်တော့မဆက်တော့ဘူးချက်ချင်းထပြီးတော့တော်တဲ့ကိုပြန်သွားတယ်အဲ့ဒီမှာသူကပြောလိုက်တာအနာတနဝရဣတာနေသမေဝဝိသနာတာစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့တော့ဝေးဝေးနေမှကောင်းမယ်နော်အမြဲတမ်းဝေးဝေးနေနီးရင်ပြဿနာဖြစ်လာလိမ့်မယ်မနီးနဲ့ဝေးဝေးနေရမယ်သူဟာတောကနေရွာထဲရောက်လာလို့အိမ်ထဲမှာဆုံးဝင်ဖုံးပေးပြီးအိမ်ရောက်လာတဲ့အခါမှာသူ့ရဲ့ဒီလူဘဝကဇနီးတဲ့ရဲ့အမှုရာကိုသူမကြိုက်လို့ထပြီးတော့သူ့ကိုနှုတ်မဆက်ဖက်နဲ့တော်တဲ့ပြန်ဝင်ခဲ့တယ်ဆိုတော့ဒါသူ့အမှတ်တရစကားပဲနော်အဲ့ဒါဟာသူဟာချီးမားတဲ့အောင်ပွဲကြီးတစ်ခုရတယ်ဘာလို့လဲဆိုရင်လောကမှာဒီလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဟာအလွန်ကြီးမားတဲ့ဒီခုခေတ်လိုပြောရင်စိန်ခေါ်မှုကြီးပေါ့နော်ကြီးမားတဲ့စိန်ခေါ်မှုကြီးကိုသူဟာကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့ဒါလည်းယန္တာဖြစ်လို့ကြော်ဖြတ်နိုင်တယ်အနုဆိုရင်သူကယုံကန်လို့ရမှာမဟုတ်ဘူးဘာလို့လဲဆိုရင်လက်နဲ့တည်းကအမျိုးစုံလေตาလေးလည်းရှိတယ်တာယောစင်ဖြစ်เสียတွေကရှိတယ်လေစီမံခန့်ခွဲမဲ့လူမရှိဘူးအဲ့တော့သူတာဝန်တွေကအများကြီးဆိုပြန်ပါသွားနိုင်တယ်သို့တော့သူဟာကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုကိုအနိုင်ရလိုက်တယ်လို့ပဲနိုင်သွားတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကိုလိုယုံသွားတယ်လို့ပဲပြောကြမှာပေါ့သို့တော့ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်ကိလေသာတော်လှန်ရေးမှာသူအနိုင်ရသွားတယ်လို့ပဲပြောလူကိုတော်လှန်တာမဟုတ်ဘူးနော်ကိုယ်စိတ်ကိုနိုင်လိုက်တာဖြစ်တယ်ဇနီးတဲ့ကိုအနိုင်ယူတာမဟုတ်ဘူးသူ့စိတ်ကိုသူအနိုင်ယူတာလောကလူတွေကဒီလူကိုလို့ပြောနေကြတာတင်စားပြီးတော့ပြောတာနော်တင်စားပြီးတော့ပြောတာဟိုဓမ္မဂတိကဥလသိန်းကြီးဟောတဲ့တရားတစ်ခါကြားဘူးတယ်နော်ကြားဘူးတဲ့လူလည်းပါကောင်းပါလေသူကဘုန်းကြီးဘွားတော်လည်းဓမ္မဂတိကပဲတရားဟောနေမုံရဘက်ကထမအဲ့ဆရာအဲ့တော့တရားဟောတာစစ်ဖြစ်တဲ့အချိန်တော့ဒုတိယကမ္ဘာစစ်တုန်းကစစ်ပြေးဒုက္ခတွေအများကြီးပဲဘုန်းကြီးကျောင်းတွေမှာသွားပြီးတော့ခိုးအောင်နေကြအခုခေတ်လည်းအတူတူပဲဒုက္ခရောက်ပြီဆိုရင်ဘုန်းကြီးကျောင်းတွေမှာသွားခိုးကြရတာလေအဲ့တော့သွားခိုးအောင်ပြီးတော့နေတဲ့အချိန်မှာစစ်ပြေးဒုက္ခတွေပါတဲ့အမျိုးသမီးငယ်တယောက်နဲ့သူကလူထွက်သွားတာပေါ့နော်အဲ့ဒီမှာသူအသက်ကြီးတော့တရားဟောတော့ဘာပြောတော့ဆိုရင်အေးပြတဲ့မြက်ကကြောင်းအောင်လာပေါက်တာစိမ့်စိမ့်ဆိုတော့တယ်ဒီကနွားကြီးကစားချင်တာပေါ့တယ်မြက်ကတော့သူစိမ့်တာပဲအဲ့တော့မျက်စိမ့်စိမ့်ကိုမစားဘဲမနေနိုင်တဲ့နွားကြီးကစားမိသွားတယ်ပေါ့သူကအဲ့လိုပြောတယ်သူဟောတဲ့တရားထဲမှာစိမ့်တာသူစိမ့်တာလေလူကိုအပြစ်မတင်ပါဘူးသူကသူပြစ်တင်ပြီးပြောတဲ့စကားပေါ့အခုလည်းပဲတူတူပဲပောတိယမထေဟာဒီသူဟာသူ့စိတ်ကိုသူနိုင်လိုက်သည့်အတွက်ကြောင့်သူဟာ
အောင်ပွဲရသွားတာအနှုတ်မဆို तू ရှုံးမှာပဲလေဒီပွဲမှာ तू ရှုံးပေးရမှာပဲသို့တော့ तू စိတ်ကို तू နိုင်လိုက်တာပတ်ဝန်းကျင်အကြည့်မယ်ဆိုရင်တော့ရက်စစ်တယ်လို့ပြောခြင်းပြောမှာမဟုတ်ဘူးသူ့ရဲ့စိတ်ဓာတ်ကို तू အနိုင်ယူလိုက်တာပဲဖြစ်တယ်သူ့ရဲ့မျိုးသမီးကို तू မုန်းတာမဟုတ်ဘူးမုန်းတဲ့စိတ်မဟုတ်ဘူးနော်ဒီကိလေသာကိုတော်လှန်တဲ့နေရာမှာ तू အနိုင်ရလိုက်တယ်လို့ဒီအိဗယ်ကိုဆိုလိုတယ်လို့မှတ်ယူရမှာဖြစ်တယ်ပေါ့အဲ့တော့ကိလေသာတိုက်ပွဲမှာအမျိုးသားရဲ့အမျိုးသမီးရဲ့မဟုတ်ပါဘူးမျိုးသားတွေကလည်းကိလေသာတိုက်ပွဲမှာရှုံးသွားတဲ့လူတွေရှိတယ်အမျိုးသမီးတွေကနိုင်သွားတာလည်းရှိတယ်မျိုးသားမျိုးသမီးတွေဆိုတာဒီလိုပဲရှိတယ်ဥပလဝဏတို့ကြတော့သူကအမျိုးသားတွေကိုနိုင်ယူလိုက်နိုင်တဲ့ကိလေသာတိုက်ပွဲမှာသူကယုံထွက်နိုင်ခဲ့တယ်ပေါ့ဒီလိုလည်းရှိတာပေါ့နော်ဒါကပောတိယမထေမြတ်ရဲ့ဒီအမတ်တရားစကားတဲ့နော်အမတ်တရားစကား35ပါးမြောက်တာမညကာနိဆိုတဲ့နာမည်ခတ်ဆန်းဆန်းတာမညကာနိဆိုတဲ့မထေမြတ်ရဲ့အမတ်တရားစကားလေးကိုနားထောင်ကြည့်အောင်သူကပြောလဲဒုက္ခံဒုက္ခထောလပတိဒရာစာရကိတ္တိသပ္ပပောတိယတတဝဋ္ဌတိယောရိယမထင်ကိကတမင်းစတံဥဆုံမထင်ကိကမင်းစတံဥဆုံဘာဝေတိမက္ခံအမတတပတ္တိယသူကတော့တရားဓမ္မနဲ့ပတ်သက်တယ်တရားဓမ္မနဲ့ပတ်သက်တာချမ်းသာဒုက္ခကိုရချင်ရင်ကောင်းတဲ့အကျင့်ကိုကျင့်ချမ်းသာကြောင်းကောင်းတဲ့အလုပ်ကိုလုပ်ပါချမ်းသာဒုက္ခကိုရခြင်းလို့ကောင်းတဲ့အကျင့်ကိုကျင့်တယ်ကျင့်မယ်ဆိုရင်ချမ်းသာဒုက္ခရမယ်တဲ့ချမ်းသာရယုံနေမကဘူးတဲ့နာမည်ကျော်ကြားခြင်းအချမ်းရံပေါ်များခြင်းဆိုတဲ့အကျိုးဆက်တွေပါရရှိခံစားနိုင်ပါတယ်တရားကျင့်တာဟာချမ်းသာခြင်းနဲ့ဆိုရင်တရားသာကျင့်ပါလို့တော့တိုက်တွန်းတာနော်အဲ့ဒီမဲ့ချမ်းသာဆိုတဲ့ထဲမဲ့နိဗ္ဗာန်ချမ်းသာမွန်မြတ်ဆုံးဖြစ်သည့်အတွက်ကြောင့်နိဗ္ဗာန်ချမ်းသာရဖို့ရပိုရေးကြည့်တော့မဂ္ဂင်၈ပါးလို့ဆိုတဲ့ဒီလမ်းကြောင်းပေါ်ရှောက်လှမ်းပြီးတော့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခအမတသိချင်းကင်းရနိဗ္ဗာန်ချမ်းသာထီအောင်ရောက်ရှိနိုင်တယ်လို့တော့ကိုလို့တဲ့အတိုင်းအတာတစ်ခုကြောင့်ချမ်းသာခြင်းရင်တရားကျင့်ဆိုတဲ့အဓိပ္ပာယ်ကိုသူပြောတယ်နော်အဲ့ဒီထဲမှာမဂ္ဂင်၈ပါးကိုကျင့်လိုက်လို့ရှင်ဘယ်တော့မှမတည်ရတဲ့ချမ်းသာဒုက္ခမျိုးကိုရရှိမယ်နိဗ္ဗာန်ချမ်းသာထီအောင်ရရှိမယ်အဲ့တော့ဒီမတရားစကားကိုသူဘာကြောင့်ပြောတာတော့ဘသူကိုပြောတာလဲဆိုတာသူဇလံလေးကိုရှာကြည့်မယ်သူဟာလည်းပဲဘဝမှာလူသားတယောက်အနေနဲ့ပဲကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကာယသုဂတိဘုံရောက်လာတယ်61ကဘာမြောက်မှာပွင့်တော်မူတဲ့ဝိပဿနာမြတ်စွာဘုရားအဲ့ဒီဝိပဿနာမြတ်စွာဘုရားပွင့်တော်မူတာနဲ့သူကလူဘဝရောက်တာနဲ့ဆုံစည်းတယ်ဘုရားနဲ့လည်းဆုံရတယ်ဆုံတဲ့အခါမှာသူကုသိုလ်ကောင်းမှုဘာလုပ်တုံးဆိုရင်ဘုရားသရင်သုံးမှုလဲလျောင်းမှုဆိုပြီးတော့ညောင်ဆောင်တစ်ခုလှုပ်ခဲ့တယ်ညောင်ဆောင်ဆိုတာအိတ်စင်ပေါ့နော်အိတ်စရာကလေးအဲ့ဒါကိုဝိပဿနာမြတ်စွာဘုရားကိုသူလှူခဲ့တယ်တဲ့ဒါသူ့ရဲ့ကုသိုလ်ကောင်းမှုပဲနောက်တန်တရားထဲမှာကျင်လည်ပြီးတော့ဂေါတမဗုဒ္ဓပွင့်တော်မူတဲ့လက်ထက်ကြတော့သူဟာတာမန်လူ့ကြောင့်ဘဝတဲ့ရောက်တာမဟုတ်ပဲနဲ့ပရပိုက်ဆိုတဲ့ယဟန်မျိုးတွေပရပိုက်တွေကလည်းအိမ်အောင်ပြုပုံရတယ်နော်အဲ့ဒီပရပိုက်ထဲမှာပရပိုက်မျိုးနွယ်တွေမှာရောက်ပြီးတော့ပရပိုက်ရဲ့သားသွားဖြစ်တယ်သူကပရပိုက်တွေကအိမ်အောင်ပြုတာရှိတယ်ပြိဘာဇကဆိုတာအယူဝါဒတွေသင်ကြားပြီးလှိလိပြီးတော့အငင်းခုံတယ်အငင်းပွားတယ်ရှင်သာရိပုတ္တရာတို့အလောင်းတွေကပထမဆုံးအသက်ပရပိုက်တွေပဲလေပရပိုက်တွေကအလွန်များတဲ့အိန္ဒိယမှာလှည့်လည်သွားလာပြီးတော့ခိုင်းတစ်ခိုင်းပေါ့အဲ့ဒီအငင်းခုံညညခုံညဆိုတဲ့စကားလေး
အငြင်းခုံအယူဝါဒတွေသစ္စကာတို့လိုဟာမျိုးတွေပေါ့နော်အဲ့ဒါလို့မျိုးရိုးဒီပရပိုက်ထဲမှာသွားပြီးတော့ပရပိုက်ရဲ့သားသွားဖြစ်တယ်သူကိုတာမညကာနိလို့နာမည်ပေးထားတယ်အဲ့ဒီနာမည်နဲ့သူကပရပိုက်ရဲ့ဘဝမှာရောက်အဲ့ဒါလို့ပရပိုက်ဆိုတာတချို့ကလည်းပရပိုက်အကြောင်းကိုပရပိုက်နဲ့ပတ်သက်တဲ့သုတ်တန်တွေကတော်တော်များများရှိတယ်ပိဋကစာပေမှာကြည့်လိုက်သင်္ဇယပရပိုက်ဆိုတာပရပိုက်ထဲမှာထင်ရှားတဲ့ခေါင်းဆောင်ကြီးတူပဲရှင်သာရိပုတ္တရာရှမောကလံအလောင်းဥပတိတကောလိတတို့ဟာအဲ့ဒီသင်္ဇယရဲ့တပည့်အဖြစ်ခံယူလာကြတာသူတို့ကဂိုင်းလည်းများတယ်တူဦးကြီးလည်းများပုံရတယ်ပရပိုက်တချို့ပရပိုက်တွေကပရပိုက်ဘဝနဲ့ပဲဘုရားဘာသာအခံယူထားကြတာတွေလည်းရှိတယ်မြတ်စွာဘုရားကြီးညိုတဲ့ပရပိုက်တွေရှိတယ်ဆန့်ကျင်တဲ့ပရပိုက်တွေလည်းရှိတယ်အဲ့တော့ပရပိုက်တွေဟာအမျိုးစုံတူဦးနဲ့တူဦးလည်းသူတို့ငြင်းကြတယ်ခုံကြတယ်တဲ့ချင်မှလည်းတဲ့တယ်သူ့အစုနဲ့သူနေကြတာပရပိုက်ပြိဘာဇကပရိသမန္တာတော်ဝဇန္တိတိပြိဘာဇကလို့ဆိုတယ်နယ်လှဲ့ပြီးတော့အငင်းခုံလောက်ကြတာသူတို့အယူဝါဒနဲ့ပတ်သက်ပြီးတော့လှဲ့ပြောကြပြီးအငင်းပွားတတ်တယ်အဲ့ဒါလို့ဘာသာတရားကိုလှဲ့ပြီးတော့ဟောကြားသူတို့အယူဆတွေနဲ့အငင်းပွားတူနဲ့တူလေဝါဒချင်းမတူကြအောင်အဲ့ဒီပရပိုက်လောကထဲမှာသူရောက်သွားတယ်နော်ပရပိုက်လောကထဲရောက်သွားတယ်တချို့ကမြတ်စွာဘုရားကိုခါခါတီးတီးမုန်းတယ်တချို့ကမြတ်စွာဘုရားကိုကြီးညိုတယ်အဲ့တော့ပရပိုက်တရားတူနဲ့တူမတူကြအောင်အဲ့ဒါလို့ပရပိုက်ထဲမှာသူဝင်ရောက်ပြီးတော့ပရပိုက်မျိုးနဲ့ဖြစ်တယ်မြတ်စွာဘုရားလည်းယမယံခါပရပိုက်တည်နေတဲ့အကြောင်းကိုကြွတယ်သူတို့ကလည်းမြတ်စွာဘုရားစီလာကြတယ်တချို့မြတ်စွာဘုရားကိုကြည့်မရတဲ့ပရပိုက်တွေရှိသလိုကြီးညိုတဲ့ပရပိုက်တွေလည်းရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကတာဝတိမြို့မှာ9ဝါမြောက်ဘာသာကြားတွေအားလုံးစုဝေးရောက်ရှိတဲ့အချိန်မှာရေမီးအစုံတကိုးပြာရိယာကိုပြတော်မူခဲ့တယ်အဲ့ဒီတကိုးပြာရိယာပြတဲ့ပွဲကိုသူကိုယ်တိုင်ကိုတွေ့မြင်လိုက်ရတဲ့တာမညကာနိဆိုတဲ့ဒီပရပိုက်ဟာဖះပေါ်မှာသူကချီညိုသွားတယ်ဒါချီညိုသွားတယ်အစွမ်းတတ္တိတွေပြနိုင်တယ်ဟောသိသွားအဲ့တော့ချီညိုတာနဲ့ပရပိုက်ဘဝကိုဆွန့်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာမှာဝင်ရောက်ပြီးယဟန်ပြုခဲ့တယ်ပေါ့နော်အဲ့ဒါလို့ယဟန်ပြုပြီးတော့ကမ္မထန်တရားကြိုးစားအားထုတ်တာကြိုးစားအားထုတ်လိုက်တဲ့အခါကျတော့ဇံရတယ်တမထကျင့်စဉ်တစ်ခုအောင်မြင်လို့ဇံတရားတွေရသွားတယ်နောက်ဇံကိုအခြေခံပြီးတော့ဝိပဿနာရှုလိုက်တဲ့အခါမှာသူဟာယဟနာဖြစ်သွားတယ်ယဟနာဖြစ်သွားတယ်လူဘဝတုန်းကသူလိုပဲပရပိုက်ရဲ့တာဖြစ်တဲ့တငယ်ချင်းတဦးရှိတယ်အဲ့ဒီတငယ်ချင်းတဦးရဲ့နာမည်ကကာတိယာနာလို့ခေါ်တယ်ကာတိယာနာနဲ့ကိစ္ဆာနာနဲ့အတူတယ်ပေါ့နည်းနည်းကာတိယာနာတော့အိန္ဒိယနိုင်ငံမှာမှတ်နေကြရတယ်ပေါ့ကိစ္ဆာနာတို့ကာတိယာနာတို့အဲ့ဒီကာတိယာနာဆိုတဲ့ပရပိုက်ကသူနဲ့တငယ်ချင်းသူနဲ့တငယ်ချင်းဖြစ်တော့မြတ်စွာဘုရားပွင့်လာပြီးတဲ့နောက်ပိုင်းမှာပရပိုက်တွေဟာအချိန်နေသိကောင်းမလားဘူးမြတ်စွာဘုရားကိုကြည်ညိုတဲ့လူတွေကများလာတယ်လက်တွေ့အားဖြင့်လည်းကြည်ညိုစရာကောင်းတဲ့တရားဓမ္မအားဖြင့်လည်းမကန်ပရပိုက်တွေဆိုတာငြင်းကြတယ်ခုံကြတယ်တဦးနဲ့တဦးလည်းပဲမတည့်တာတွေလည်းရှိတယ်အယူဝါဒချင်းကလည်းမတူကြဘူးအဲ့ဒီလိုအငင်းခုံပြုတ်ပြီးတော့သွားကြလာကြနေကြထိုင်ကြတဲ့ပရပိုက်တွေကိုလူတွေကကြည်ညိုမှုနည်းလာမြတ်စွာဘုရားပွင့်လာပြီးတဲ့နောက်မှာဘာနဲ့တူးလာတော့လို့ဆိုမြတ်စွာဘုရားနေမင်းကြီးပေါ်ထွန်းလာတာနဲ့တူတယ်မြတ်စွာဘုရားပွင့်လာတော့လူတွေကလင်းသွားတော့နေထွက်လာတဲ့အခါမှာပုစုံညူတွေရဲ့အယံတွေမှောင်သွားတယ်လို့ပဲမ
မှိန်သွားသလိုပဲပရပိုက်တွေတို့တခြားယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဟာမှိန်သေးသိမ့်ကြသွားတယ်မြတ်စွာဘုရားကိုပဲအာယုံဆိုင်ပြီးတော့မြတ်စွာဘုရားနဲ့တပည့်တန်ဃာတွေကိုပဲလူတွေကကြီးညိုလို့ပိဋကတ်တွေကလည်းသွားကြလာကြလှူကြတန်းကြတယ်သူတို့ကိုလှဲ့တောင်မကြည့်ကြတော့တဲ့အနေအထားမျိုးဖြစ်သွားဒါလည်းဖြစ်တတ်တဲ့ဟာပဲလောကမှာနော်ရည်ချင်းရှိတာမရှိတာနဲ့ကြွားချမ်းလာတဲ့အခါမှာအဲ့ဒါလူတွေကသူတို့ကိုလှဲ့ကြည့်ဖို့တောင်မရအောင်မရတဲ့အခါကျသူတငယ်ချင်းကပြပိုက်အဲ့တော့ကာတိယနာဆိုတဲ့ပြပိုက်ကတာဝိညကနိဆိုတဲ့ဘုရားဘာသာယဟန်ဖြစ်ကူးပြောင်းသွားတဲ့တငယ်ချင်းနဲ့သွားတွေ့ရင်ကနေပြီးတော့သမိဆိုင်ရသူတို့ပြောကြတာကောရမဗုဒ္ဓပွင့်လာပြီးသာသနာထွန်းကားလာကြတဲ့ကမြတ်စွာဘုရားရဲ့ဂုဏ်သတင်းတွေချောင်းမို့လို့လူတွေဟာအားလုံးအဲ့ဒီခေတ်ကတော့တัจจပုဒ္ဒလို့ခေါ်တယ်တัจจလူမျိုးသူကအိန္ဒိယသားမဟုတ်ဘူးအဲ့တော့တัจจလူမျိုးနိဘောနိုင်ငံကလာတာတัจจပုဒ္ဓိယတัจจပုဒ္ဒသမဏလို့တัจจပုဒ္ဒဆိုတဲ့ဒီပုဂ္ဂိုလ်ပေါ်လာကြတဲ့ကပရပိုက်တီအခြားယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဟာပြောရမယ်ဆိုရင်တော့တရားဓမ္မတွေကလှဲ့တောင်သိမ့်မကြည့်ကြတော့ဘူးလူမဲ့တမ်းမဲ့လူတွေကလည်းနဲသွားတယ်6ကတ်သွားတယ်သူတို့နေတဲ့အရန်တွေဟာ6ကတ်သွားတယ်သိပြီလူဝင်လူထွက်လည်းသိမရှိတော့ဘူးသူတို့ခေါ်တဲ့တရားတွေကိုလာနာတဲ့ပုဂ္ဂိုလ်လည်းမရှိတော့အဲ့ဒါကိုသမိဆက်ရပြောတာသူတငယ်ချင်းကပြောပြတယ်ပရပိုက်တွေဟာအဲ့ဒီအခြေအနေစိုက်သွားတယ်အဲ့ဒီလိုစားကောင်းတောက်ဖွယ်နဲ့ကြီးပွားတိုးတက်ဖို့ရအတွက်ရဟန်းဝတ်ထားလားသူတငယ်ချင်းကိုအဲ့ဒါနဲ့စပ်ပြီးပြောတဲ့အခါကျတော့ဤကောင်းလေးရှင်ပေးစမ်းမအောင်ပေါ့နော်ဤကောင်းလေးရှင်ပေးစမ်းမအောင်ဆိုအဲ့ဒါသူကတရားဟောပြတယ်သူတငယ်ချင်းကာတိယနာပရပိုက်ကိုသူကဘာလုပ်ရမလဲဆိုတာရသော်ဘုရားသာသနာတိုးတက်ကြီးပွားတာဟာဘာကြောင့်လဲဆိုတာကိုသူကပြောပြအဲ့ဒီမှာသူအမတ်တရားစကားသူပြောဖို့ဟာဒုက္ခံဒုက္ခထောဒုက္ခထဆိုတာချမ်းသာကိုလိုချင်တဲ့ပုဂ္ဂိုလ်ဟာချမ်းသာကိုလိုချင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဒုက္ခံချမ်းသာကိုလက်ပတိရနိုင်ပါတယ်တဲ့မင်းချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာတဲ့နည်းရှိပါတယ်တဲ့ဘာလို့ရမှာလဲတရားစရံအလုံးမမြတ်တဲ့မြတ်သောအကျင့်ကိုကျင့်ဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဟိုလဲဒီလဲလျှောက်သွားအိဆာဆိုရင်ကတော့ဘယ်သူမှကြည်ညိုမှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့တရားစာရမြင့်တဲ့အလုပ်တစ်ခုမြင့်တဲ့အကျင့်ကိုကျင့်လို့ရှိရင်ချမ်းသာလို့ရင်ချမ်းသာဒုက္ခရပါတယ်တဲ့ကိတ္တိန်စပပောတိယတတယတောစယတတဝတ္တတိချမ်းသာရုံနဲ့မကဘူးဂုံတရင်တွေလည်းရရှိတဲ့အပြင်မှာအချမ်းရံနေနဲ့လည်းတိုးပွားတိုးတက်လာနိုင်ပါတယ်ကြီးပွားတိုးတက်လာနိုင်ပါတယ်တဲ့ချမ်းသာဆိုတာတို့စီမှာအဲ့ဒါကိုချမ်းသာလို့မခေါ်ဘူးသာသနာတော်မှာအခုလိုဂုံတရင်တွေကြီးတာတို့ဂုံတရင်ကြီးတာတို့နော်လူသိများတာတို့ဒါတွေအတွက်တို့ကလောက်တာမဟုတ်ဘူးတို့လိုချင်တဲ့ချမ်းသာကအပ္ပဒဒုက္ခတန်တရားထဲမှာဘယ်တော့မှမရတော့ပဲနဲ့ဘယ်တော့မှမတည်ရတဲ့နိဗ္ဗာန်အတွက်တို့ဟာရည်စူးပြီးတော့လုပ်ကြတာဒါကြောင့်မို့နော်ဘာဝေတိအမတတပတ္တိယမတည်ရနိဗ္ဗာန်အတွက်အဲ့ဒါကိုရောက်ဖို့ရအတွက်မဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကိုရှောက်လှမ်းပြီးတော့မဂ္ဂင်၈ပါးအကျင့်ကိုကျင့်တာမြတ်စွာဘုရားရဲ့ဂေါတမဗုဒ္ဓရဲ့သာသနာမှာချမှတ်ထားတဲ့မစ္စည်းမပฏิပဒါလို့ခေါ်တယ်အမြင်မှန်ကန်မှုအတွေးမှန်ကန်မှု
အပြောဆိုအလုပ်ကိုင်အသက်မွေးဝမ်းကြောင်းမှန်ကန်မှုနဲ့ကျိုးပန်းအထောက်မှုမှန်ကန်မှုအမှတ်ရမှုစိတ်တည်ငြိမ်မှုမှန်ကန်မှုတွေနဲ့တို့တဲ့တွေဟာဒါတွေကိုယ်တဏ္ဍာမှာရှင်းကျက်လာအောင်လေ့ကျင့်ရမှာဖြစ်တယ်အဲ့ဒါကိုဗျာမစရိယမြတ်သောအကျင့်လို့ခေါ်တယ်အဲ့ဒီမြတ်သောအကျင့်နဲ့မှာအမတဒုက္ခဆိုတဲ့ချမ်းသာကိုရတို့ရဲ့လမ်းဆုံးပန်းတိုင်ဟာအဲ့ဒါဖြစ်တယ်တရားဓမ္မတွေလှူလို့ရတဲ့ပစ္စည်းလေးပါပေါ်များလို့ရတဲ့ချမ်းသာဒုက္ခဒါမျိုးဆိုသူကအဲ့ဒါမျိုးလိုချင်တာအဲ့ဒါမျိုးမဟုတ်ဘူးတို့လိုချင်တဲ့ချမ်းသာဂုဏ်သတင်းကြီးမားတယ်ဆိုတဲ့ချမ်းသာအချမ်းရံပေါ်များတယ်ဆိုတဲ့ချမ်းသာအဲ့ဒီချမ်းသာမျိုးကိုတို့ကဆိုလိုတာမဟုတ်ဘူးတို့ရဲ့တကယ်ချမ်းသာဟာအမတ္တဒုက္ခမတရားနိဗ္ဗာန်မှာရရှိနိုင်တဲ့ချမ်းသာဒုက္ခအတွက်တို့တွေဟာကျင့်တာဒါပေမဲ့မတရားနိဗ္ဗာန်ကဘယ်တော့ရတာတော့ဆိုခုကျင့်တဲ့အချိန်မှာပဲရနော်ကျင့်တဲ့အချိန်မှာပဲစိတ်နှလုံးအေးချမ်းပြီးတော့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေနိုင်တာဟုတ်အဲ့တော့တိမရတဲ့ဟာကအနုပါတိတေတနိဗ္ဗာန်လို့ခေါ်တယ်သို့မဟုတ်တံပရာယိကနိဗ္ဗာန်လို့ခေါ်တယ်အခုလောလောဆယ်တရားအထုတ်ပြီးအခုနိဗ္ဗာန်ကိုရောက်ရှိသွားတယ်မတရားဖို့တရားရသွားပြီဆိုရင်နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်နိဗ္ဗာန်ကိုအာရုံပြုနိုင်လို့ရတာကြတော့တဥပတိတေတနိဗ္ဗာန်လို့ခေါ်တယ်ကိလေသာတို့ကံတို့ရဲ့ပေါင်းဆက်ပြီးတော့ထုတ်လိုက်တဲ့ခန္ဓာကြီးကတော့ရှိနေသေးတယ်သို့တော့နိဗ္ဗာန်ကိုဒီခန္ဓာကြီးနဲ့သွားတဲ့အခါမှာမဉ္ဇဉ်ဖူဉ္ဇဉ်လေးနဲ့ဖူဉ္ဇဉ်နဲ့သွားလိုက်တာဖိုနဲ့အာယုံပြုပြီးတော့အဲ့ဒီနိဗ္ဗာန်ချမ်းသာကိုခံစားကြည့်လို့ရတယ်အဲ့ဒီနိဗ္ဗာန်ကိုတို့တွေဟာဒီနိဗ္ဗာန်ရဖို့အတွက်ကြိုးစားအထောက်ထားတာဖြစ်တယ်အဲ့ဒါကိုကြိုးစားရင်လည်းမဂ္ဂင်၈ပါးအချက်၈ချက်နဲ့ပေါင်းစပ်ပြီးတော့ပေးထားတဲ့ဗြဟ္မစရိယဆိုတဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရမှာဖြစ်တယ်တို့တွေကအဲ့ဒါကိုကျင့်ပြီးအဲ့ဒီဒုက္ခကိုသာတန်ဖိုးထားတာဖြစ်တယ်လလဘရတယ်ဆိုတဲ့ဒုက္ခတွေဟာဒါအပေါ်ယံအပေါ်စားတွေမြတ်တာဖြစ်တယ်မြတ်စွာဘုရားသာသနာမှာအဲ့ဒါတန်ဖိုးမထားဘူးလို့သူတငယ်ချင်းပြပိုက်ကိုအဲ့လိုရှင်းပြတဲ့အခါမှာတငယ်ချင်းလှုပ်တဲ့ကာတိယနာပြပိုက်ကလည်းသူကအဲ့ဒီမှာသဘောပေါက်နားလည်သွားပြီးတော့သူကိုယ်တိုင်ရသော်ဗျာသာသနာတော်ကိုဒီအကျင့်ကိုကျင့်ဖို့ဆိုပြီးတော့သူကိုယ်တိုင်သာသနာပေါင်းကိုဝင်လိုက်တယ်ပေါ့သာသနာပေါင်းဝင်ပြီးသူဟာလည်းပဲဒီတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါမှာဒီယာနာအဖြစ်ကိုရောက်သွားတယ်နော်အဲ့ဒါကိုသူ့တငယ်ချင်းကိုပြောပြတဲ့စကားဒီပဲနဲ့သူ့ရဲ့အမှတ်တရစကားပဲဒုက္ခံဒုက္ခထောလဗတိတရာစရံကောင်းမြတ်တဲ့အကျင့်ကိုကျင့်မယ်ဆိုရင်ချမ်းသာဒုက္ခလိုချင်ကရနိုင်ပါတယ်တဲ့ဒါတွေမကပါဘူးတဲ့ကိတ္တိစပ္ပပောတိနာမည်ကြီးတဲ့ဘဝကိုလည်းရောက်သွားမှာပါတဲ့ယတတဝတ္တတိအချမ်းရံနေလဲတိုးတက်များပြားလာမှာပါတဲ့အေးအဲ့ဒါကအဓိကမဟုတ်ဘူးအရိယမဂ္ဂင်၈ပါးဖြောင့်မှန်တဲ့လမ်းကြောင်းအတိုင်းမဂ္ဂင်၈ပါးကိုကျင့်ကြံပွားများအထုတ်မယ်ဆိုရင်တော့အမတ္တဒုက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာထီအောင်ရောက်ရှိမှာဒါသာလျှင်ဗုဒ္ဓသာသနာရဲ့လမ်းဆုံးပန်းနိုင်ဖြစ်ပါတယ်လို့ဒီလိုအမှတ်တရစကားပြောကြားခဲ့တာဖြစ်ပါတယ်ဒါက35ပါးမြောက်တာမညကာနိမထေရရဲ့အမှတ်တရစကားเนาะနောက်တစ်ခါ36ပါးမြောက်ဖြစ်တဲ့ကုမပုဒ္ဒဆိုကုမပုဒ္ဒဆိုတဲ့မထေရရဲ့အမှတ်တရစကားကိုနားကြည့်အောင်သူကဗာပြောတော့တာဓုတုတံတာဓုစရိတကံတာဓုတတာအနိကေတဝိဟာရောအထပုစနံပဒခိနကမ္မဧတံတမေညမဂိဧတံတမေညမဂိစနတာတဲ့သူပြောတဲ့သူ့ရဲ့အမှတ်တရစကားလေးကမြန်မာလိုရိုးရိုးရှင်းရှင်းအဓိပ္ပာယ်ကတော့ပါတော့တာဓုတုတံတရားနာတာစာသင်တာကောင်းတယ်တဲ့နော်တာဓုတုတံ
ဂျာနာခြင်းဟာလွန်ကောင်းတယ်သင်ယူခြင်းဟာလွန်ကောင်းတယ်ဓမ္မကိုကြားနာရမယ်ဓမ္မကိုသင်ယူရမယ်သာဓုစရိတကံနော်ဒီကောင်းမြတ်တဲ့တရားအကျင့်ကိုကျင့်တာဟာလည်းကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကအကျိုးဖြစ်ထွန်းတာကိုရည်ရွယ်ပြောတာနော်အထံတာရေတိတိသာဓုကျိုးစီးပွားကိုဖြစ်တာကောင်းတယ်လို့ပြောတယ်တရားကျင့်တာလည်းကောင်းတယ်တဲ့သာဓုတရာအနိကေတဝိဟာရောကာမဂုဏ်အာယုန်နေနဲ့ကင်းကင်းရှင်းရှင်းနေလို့ရှိရင်လည်းအမြဲတမ်းကာမဂုဏ်အာယုန်နေနဲ့ကင်းကင်းရှင်းရှင်းနေတာဟာလည်းကောင်းတယ်အနုဘဆိုရင်ကာမဂုဏ်အာယုန်နေထဲမှာနှမျောပြီးတော့တရားနာခြင်းတရားကျင့်ခြင်းဆိုတဲ့အလုပ်မလုပ်နိုင်ဘူးလေဒါကြောင့်အနိကေတဝိဟာရနိကေတဆိုတာကာမဂုဏ်အာယုန်တွေကိုပြောတာအနိကေတဝိဟာရဆိုတာကာမဂုဏ်အာယုန်နေနဲ့ကင်းကင်းနေထိုင်တာဟာကောင်းတယ်အမြဲတမ်းကင်းကင်းရှင်းရှင်းနေထိုင်တာဟာကောင်းတယ်အထပု္ပ္ပနာဘဝအဓိပ္ပာယ်သိလိုက်တဲ့အကျိုးတရားအကြောင်းတရားတွေကိုမေးမြန်းတာဟာကောင်းတယ်ဟောကိုယ့်ရဲ့အကျိုးရှိရာရှိချောင်းအကျိုးရှိရာရှိချောင်းမမေးရင်မသိဘူးလေဒါကြောင့်မလို့အထပု္ပ္ပနာမေးတယ်ဆိုတာဗာမေးတာဒီဒိဋ္ဌဓမ္မိကထဒီဘဝမှာရနိုင်တဲ့ကောင်းကျိုးချမ်းသာတမ္ပရာယိကထနောက်ဘဝမှာရနိုင်တဲ့ကောင်းကျိုးချမ်းသာပရမတ္ထအမြတ်ဆုံးနိဗ္ဗာန်လို့ဆိုတဲ့ကောင်းကျိုးချမ်းသာအဲ့ဒီကောင်းကျိုးချမ်းသာတွေနဲ့ပတ်သက်ပြီးတော့ရချောင်းနိလန်းကောင်းတွေကိုမေးမြန်းစူးစမ်းရမယ်နော်ဒီဘဝချမ်းသာအောင်နောက်ဘဝချမ်းသာအောင်နိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုမေးခွန်းနေနဲ့မေးပြီးတော့စူးစမ်းလေ့လာတာအထပု္ပ္ပနာလို့ဒီလိုခေါ်တယ်တဲ့အဲ့လိုမေးမြန်းပြီးတော့ပဋက္ခိဏကမ္မတလေးတစားအလုံးလုံးတယ်မေးမြန်းပြီးတော့တလေးတစားအလုံးလုံးတယ်ဧတံသာမညမကိဉ္စနတာအကိဉ္စနာဆိုတာကိဉ္စနာဆိုတာလူမိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာအလုတ်တွေနဲ့ကျဉ်ကျက်မွန်းကျက်နေတယ်အလုတ်တွေများမိသားစုအရေးတွေစီးပွားအရေးတွေအိမ်တော်ကိစ္စအရေးတွေနဲ့ကိဉ္စနာကြောင်းကြတာတွေများတယ်အကိဉ္စနာဆိုတာကြောင်းကြမရှိတော့ဘာမှကြောင်းကြမရှိဘူးတရားအထုတ်ရလွှဲရင်ကျန်တာဘာမှကြောင်းကြဖွယ်ရမရှိဘူးမစားရမှလည်းမကြောင်းကြရဘူးမဝတ်ရမှလည်းမကြောင်းကြရဘူးနေစရာမရှိမှလည်းမကြောင်းကြရဘူးဘာလို့လဲဆိုမြတ်စွာဘုရားမကြောင်းကြအောင်ကိုပဲပိဏိယဘောလောဘဘောဇနနိတ္တယပပိစ္ဆာနော်တအိမ်တလုံးတဆုပ်တစုံလေးလောင်းတဲ့ထမင်းခွက်ထဲကသူတို့ထမင်းလေးတလုံးစာလေးကိုလောင်းထဲသည့်အတွက်ကြောင့်သူ့မှာလည်းပဲဘာမှဒီသူ့စီပွားရေးလည်းထိခိုက်တာမဟုတ်ဘူးဟိုကတဆုပ်ဒီကတဆုပ်နဲ့အဲ့ဒါတွေနဲ့အိမ်စဉ်လိပြီးစားလို့ရတာပြီးကျင့်တတ်နေတော့ဟောစားစရာလည်းမပူရဘူးမကြောက်ကြရဘူးဝတ်စရာလည်းသူများမလို့ခြင်းတို့ပြစ်ထားတဲ့အဝတ်တွေပဲကောက်လျှော်ပြီးတော့ဆက်ဆက်ချုပ်ဆိုးဝတ်ပန္တုကုလစီဝရဒိဋ္ဌာယပပိစ္ဆာနေစရာဆိုလို့ရှင်လည်းတစ်ပင်အရေးကောင်းကောင်းတစ်ပင်အောင်သွားနေပေါ့ဒီလိုဆိုလို့တယ်အဲ့ဒီလိုမကြမ်းမဘူးဆိုလို့ရှင်လည်းဘယ်ဆေးဆရာဘယ်သမားဘယ်ဆရာဝန်စီမှမသွားနဲ့နှချမ်းလာသွားနော်နွားချမ်းသွားပြီးတော့နွားကရေတိုင်းကြီးဖွင့်တဲ့အခါမှာယူလိုက်ရုံပဲအဲ့ဒီရေလေးကိုခံထားပြီးတော့အဲ့ဒါတောက်ရင်ယောဂဝေဒနာတွေအလုံးပြောက်တယ်ဆိုတော့သူ့အတွက်ကဘာမှကိုဘာယောဂလဲဘာလဲမေးမနေနဲ့အဲ့ဒါနဲ့အကုန်ပြောက်တယ်တဲ့နော်အဲ့တော့ယဟန်ဘုရားဆိုတာအဲ့ဒါလို့ကြောင်းကြเสียဘာတခုမှမရှိတဲ့ဘဝမှာအခုလို့ဒီတလေးတစားတရားဓမ္မကျင့်ကြံကြိုးကိုအထုအလုံးလုံးခြင်းဟာယဟန်နေလောက်ရမယ်တကယ်တန်ဖိုးရှိဆုံးအလုပ်ဖြစ်ပါတယ်ဒီနေရာမှာယဟန်ဘဝလောက်ရမယ်တန်ဖိုးရှိဆုံးကိစ္စဖြစ်ပါတယ်ဆိုဒီမတ္တရာစကားကိုသူပြောခဲ့တယ်အဲ့တော့ဘာဖြစ်လို့ဒီမတ္တရာစကားကိုပြောတာတော့သူကဘယ်သူတုံးလို့ဆိုတော့ကုမပုဒ္ဒဆိုတဲ့ပုဂ္ဂိုလ်
သူလည်းလူဘဝရှိကြခဲ့တဲ့လူသမိုင်းမှာကုသိုလ်ကောင်းမှုလုပ်လို့လူဘဝရလာတယ်60တက္ကဘာမှာသူကလူဖြစ်လာပြီးတော့ရသေးဝတ်တယ်ရသေးဝတ်တဲ့အခါမှာသူအစိနသမ္မလို့တစ်နဲ့ရေကိုဆောင်းတဲ့ရသေးတစ်နဲ့ရေအဝတ်ကိုဝတ်ပြီးတစ်နဲ့ရေကိုပခုံးတင်ပြီးတော့ကျင့်တဲ့ရသေးမျိုးပေါ့နော်အဲ့တော့တစ်နဲ့ရေဆောင်းတဲ့ရသေးမျိုးဖြစ်တယ်အဲ့တော့တစ်နဲ့ဆိုတာနဲ့ပတ်သက်လာတဲ့အခါမှာအမျိုးမျိုးယူဆကြတယ်အမှန်တော့တစ်နဲ့လို့ဆိုရင်မဲ့လို့တချို့ကလည်းကျက်သိရေလို့ထင်ကြတယ်တချို့ကလည်းအဲ့ဒါလို့မဟုတ်ကျက်သိရေလို့ပြောတာသူကကျက်သိအနဲ့ရဲ့ရေလို့အရေလို့ပြောတဲ့အခါမှာဘာကြောင့်ဒီတစ်နဲ့ရေကိုဆောင်းလို့ဆိုရင်အဲ့ဒီကျက်သိဆိုတဲ့အကောင်ပေါ့ဒီအကောင်ကတရားတကောင်ကိုသူကဖမ်းလိုက်တဲ့အခါမှာသူ့ရဲ့လက်ရပဲကြာမှအဲ့ဒီအသားကိုစားတယ်တဲ့လက်ဝဲပဲကြာရင်မစားဘူးဆိုတော့စီကန်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီလိုလဲဆိုတယ်တကယ်ကတော့အစိနသမ္မာဆိုတာဒီတောင်စိတ်တောစိတ်တို့လိုသမင်မျိုးတွေကအကောင်ရဲဟာဖြစ်เสียတော့ရှိပါတယ်သို့တော့တစ်နဲ့ကိုခွာလို့သုံးထားတယ်တချို့နေရာမှာအဲ့မြန်မာစာပေထဲမှာအဲ့ဒီဘုန်းကြီးတို့လေးလာကြည့်ဘူးလေတစ်နဲ့ကိုခွာနဲ့တကွာတော့တစ်နဲ့ရေဆိုခွာပါတာကဒီကျက်တစ်မှာပဲခွာပါမလဲခွာလို့ခေါ်တာသူကြခြေသက်လက်သေးပဲပါတာလေခွာလို့ခေါ်တာကနွားလို့ခေါ်မှခွာခေါ်လို့ရတာပေါ့နွားတို့သမင်တို့တရေတို့အဲ့ဒီလိုကောင်ကြတော့ခွာရှိတယ်လို့ပြောတယ်ဟိုကောင်ကြတော့ခြေသေးခြေတော့ပဲရှိတာလေအဲ့ဒါကိုတခါတော့ကဆရာတော်ကြီးတစ်ပါးရေးတဲ့စာထဲမှာပုံစံရေးထားတယ်ကျက်တစ်ကောင်ကြီးပုံစံရေးပြီးတော့အဝါပြောက်ကလေးတွေနဲ့ကျက်တစ်ကောင်ကြီးပုံစံရေးပြီးတော့အောက်ကကျက်တစ်ကိုမှဒီသမင်ခွာတတ်ထားအဲ့ဒီလိုတတော်မျိုးတော့မရှိသေးဘူးထင်ပါတယ်အပေါ်ကတော့ကျက်တစ်အောက်ကခွာကြီးနဲ့စာနဲ့အဒါမှကိုက်မအောင်သူခွာကြီးနဲ့တတ်အဲ့တော့တကယ်ဖြစ်ထိုက်တာတော့တစ်နဲ့ရေလို့ခေါ်ပြီးမဲ့လို့ဒီဟိုတစ်လို့ဗမာတွေကခေါ်နေတာကျက်တစ်ကိုခေါ်တာနော်အဲ့ဒါမဟုတ်ဘူးသမင်ပဲသမင်အပြောက်ရဲ့အရေးပဲဒီလိုဖြစ်နိုင်စရာရှိတယ်လို့တွေးမိတာပေါ့နော်ခဏထီအောင်အဲ့ဒါရှုပ်ထွေးနေတော့ပဲခဏထီအောင်ရှုပ်ထွေးနေဘာလို့လို့ဆိုရေးထားတာတွေကအမျိုးမျိုးခွာနေတကွာတော့တစ်နဲ့ရေဆိုတဲ့အဆိုတွေရှိတယ်ဒီထဲမှာမဂ္ဂဒေဝလင်္ကာကြီးထဲမှာလည်းပဲအဲ့ဒါသူကသားကောင်အသားသမင်ဆိုလို့ရှိရင်လည်းမျက်စားမှာပဲလေကျက်သေးဆိုရင်လည်းအကောင်တတ်စားတာကိုသူကြတော့ခုနကအကောင်တတ်စားတဲ့ပုံစံမျိုးနဲ့ပြထားပြန်ရောအဲ့ဒီလိုဒီအဇိနသမ္မာနဲ့ပတ်သက်ပြီးမြန်မာပြည်မှာတိကျပြောနိုင်ရှုပ်ထွေးနေတယ်နော်ရှုပ်ထွေးနေတော့မယ်စာဖတ်လေးရှုပ်လေးပဲအဲ့တော့ဒီသူကတစ်နဲ့ရေဆောင်းတဲ့ရသိဖြစ်တယ်တဲ့အဲ့တော့ရသိဖြစ်ပြီးတော့ဗန္ဓုမတိမြို့ကမင်းရဲ့ဥယျာဉ်တော်တဲ့ကိုခိတ္တခဏသွားရောက်ရင်းကနေပြီးတော့တောကနေပြီးတော့လူပြေလာတဲ့အချိန်လေးမှာလူတို့ဗန္ဓုမတိရောက်ပြီးဥယျာဉ်ထဲမှာသတင်းသုံးနေတဲ့အချိန်မှာကားလျော်စွာဝိပဿနာမြတ်စွာဘုရားနဲ့သွားဆုံတယ်ဆုံတဲ့အခါကျတော့ဘုရားမြင်တော့အမတမကြည်ညိုတယ်ကြည်ညိုတော့ယသိတွေသူတို့ဆောင်ထားလေးရှိတယ်ခြေနယ်စီဆိုတာသူတို့ကဖဏမစီပဲနဲ့လမ်းလျှောက်တော့ခြေထောက်တွေပါနာတာပေါ့နာတဲ့အခါခြေနယ်စီဆိုတာခြေထောက်ကိုတုပ်လိမ့်တဲ့စီမျိုးပေါ့ချက်ထားတဲ့စီတွေဆေးနဲ့လှုပ်ထားတဲ့စီအဲ့ဒီစီကိုခုခေတ်တော့ပါတော့တောင်စိတ်စီဆိုပြီးတော့လှူကြတာရှိတယ်နော်တောင်စိတ်စီအဲ့ဒီခြေနယ်စီကိုဒီဝိပဿနာမြတ်စွာဘုရားသူကလှူတယ်တဲ့ဒါသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုနောက်ဂေါရမဘုရားစွာဘုရားလက်ထက်ကျတော့သူကအဝန္တိတိုင်းမှာဝေလူကဏကမြို့မိသားစုတွေမှာလူလာဖြစ်တယ်သူ့ရဲ့နာမည်ကိုနန္ဒလို့နာမည်ပေးထားတယ်သူ့ရဲ့မေတော်ရဲ့နာမည်ကကုမာတဲ့
သူနာမည်ရင်းကနန္ဒဖြစ်ပေမဲ့လို့သူ့အမေကုမာကိုကြည့်ပြီးတော့သူ့ကိုကုမာပုဒ္ဒဒေါ်ကုမာရဲ့သားဆိုပြီးတော့ခေါ်တဲ့ဟာနဲ့မှတ်တမ်းတင်ထားတယ်ဒီမှာဒါကြောင့်မို့ကုမာပုဒ္ဒလို့သူပြောတာနော်အဲ့တော့ဝန်ဒီတိုင်းမှာနေကနေရှင်သာရိပုတ္တရာရဲ့တရားကိုနာရတဲ့အခါမှာတရားတရားတွေဖြစ်အမှတ်တရားတွေသိပြီးတော့သာသနာ့ဘောင်ဝင်ပြီးရန်ဝတ်တဲ့ရန်ဝတ်ပြီးတော့ပရိယန္တတောင်မှာဘယ်နှမှာရှိတယ်ဆိုတာတော့သေချာဖော်ပြမထားဘူးပရိယန္တခေါ်တဲ့တောင်ခြေလေးတောင်သွားပြီးတော့သူတရားထုတ်တယ်တရားထုတ်ပြီးမှလို့တရားသူမရဘူးမအောင်မြင်ဘူးအဲ့ဒီခါမှာမြတ်စွာဘုရားစီလာပြီးတော့မြတ်စွာဘုရားစီကကမ္မထာနေပါလိတောင်းပြီးတော့မြတ်စွာဘုရားပေးတဲ့ဤစနစ်အတိုင်းတစ်ခါအားထုတ်တဲ့အခါကျတော့သူဟာအစဉ်ပြေသွားပြီးတော့ယဟနာဖြစ်သွားတယ်ကုမာပုဒ္ဒါဆိုနော်အဲ့ဒီလိုယဟနာဖြစ်သွားတဲ့အခါမှာတန်ဃာထဲမှာလည်းပဲဘုန်းကြီးတွေထဲမှာလည်းပဲအမျိုးစုံရှိတာလေစာပြေအိနေကိုတော်တွေကလည်းရှိတာကိုကာယဓာန်လီဘဟုလာခန္ဓာကိုယ်မွေးမြူနေတဲ့ကိုတော်တွေရှိတယ်အဲ့မွေးမြူပြီးတော့အဲ့ဒီလိုပျော်ပျော်နေတဲ့ပုဂ္ဂိုလ်တွေကိုသူကတရားဟောတာဩဝါဒပေးတာမြတ်စွာဘုရားသာသနာမှာတဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားထုတ်ရင်တကယ်လုပ်ရင်တကယ်ဖြစ်ပါတယ်ကိုတော်တို့ပေါ်ရောက်ပြီးတော့မနေချာနဲ့သာသနာတော်နဲ့ခြုံတဲ့အချိန်မှာတကယ်လုပ်ကြပါဆိုပြီးတော့သူကတိုက်တွန်းတဲ့အနေနဲ့ပြောတာသာဓုတုတံကိုတော်တို့တရားကြိုးစားနာကြတရားနာတာကောင်းတယ်စာသင်တုတ္တဆိုတာရှင်းတော့နာယူတယ်သင်ကြားတယ်တုတ္တပဲเนาะတရားနာတရားစာသင်တာကောင်းတယ်သာဓုစရိတကံတရားဓမ္မအတိုင်းကျင့်ကြံကြိုးကိုအထုတ်ပြီးတော့နေတာကောင်းတယ်ကောင်းကျိုးတွေကိုဖြစ်ထွန်းစေနိုင်တယ်သာဓုတထာအနိကေတဝိဟာရိနောကာမဂုဏ်အာယုန်နဲ့ကင်းနော်ဘယ်အာယုန်မှမမောပဲနဲ့ကာမဂုဏ်အာယုန်နဲ့ကင်းကိုတော်တို့နေထိုင်ခြင်းဟာအမြဲတမ်းအဲ့ဒါလို့နေထိုင်တာဟာအလွန်ကောင်းတယ်ပြီးတဲ့အခါမှာအကျိုးရှိရာရှိချောင်းသိဖို့ရအတွက်ကိုကျင့်တရားကောင်းတဲ့ကိုရဲ့တတိနားလဲတဲ့ရဟန်းနေထံချင်းကပ်ပြီးတော့မေးမြန်းရမယ်မေးမြန်းပြီးတော့တလေးတစားလိုက်နာကျင့်သုံးမှုလုပ်ရမယ်အဲ့ဒါဟာရဟန်းတော်တွေအတွက်အကောင်းဆုံးသောအကျင့်တရားပဲဖြစ်ပါတယ်မိမိလျော်ရောနဲ့မနေကြနဲ့ကိုတော်တို့ကြိုးစားကြလို့ဆိုပြီးဩဝါဒပေးတဲ့အနေနဲ့အမှတ်တရစကားကိုပြောကြခဲ့တာဖြစ်တယ်ဒါခုမှဗုဒ္ဓမထေရမြတ်ရဲ့အမှတ်တရစကားအဲ့လိုမထေရမြတ်အသီးသီးတွေဟာသူတို့ရဲ့အမှတ်တရစကားဘဝနဲ့ဆက်ဆက်ပြီးတော့အများအကျိုးရှိရာရှိကြောင်းပြောဆိုကြတဲ့အမှတ်တရစကားတွေကိုနာယူမှတ်သားကြရတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုလိုမထေရမြတ်တို့ရဲ့အမှတ်တရစကားတွေကိုနာယူမှတ်သားပြီးကိုယ်ဘဝနဲ့ဆက်ဟပ်ပြီးလှုပ်သိမ့်လှုပ်ထိုက်တာတွေတို့တွေလှုပ်ကြရမှာဖြစ်တယ်လို့ကိုယ်စီတဏိဋ္ဌံချပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း